တလား95ခုညနေရန်ကုန်မြို့မိုးကုတ်ပတ္တနာတရားစင်နဲ့လုပ်ငန်းစဉ်ပြပွားရေးဖွဲ့ချုပ်ကြီးတွင်ကမ္မထာနစရိယဆရာတော်ဥဒ္ဓမသာရအရှင်သူမြတ်ဟောကြားသောခန္ဓာဉာဏ်ရောက်ဒိဋ္ဌိပြုပရိစ္ဆသမုပ္ပါဒ်နှင့်သစ္စာ၄ပါးတရားတော်တရားပဲမှတ်ကြည့်တရားပဲနှလုံးသွင်းကြည့်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလိုဆန္ဒတော်သိပြီးဘုရားထားတော်မူခဲ့တဲ့ဒီဓမ္မခန္ဓာတော်တွေကိုဆရာလုပ်ပြီးထိုးထိုးထွင်းထွင်းခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဆုံးမသွားတယ်ကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားရဲ့ဥပနိဒေယဥထိတ်ထား၍ဒီခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ကျေးဇူးပြုပါလိမ့်မယ်ဘုန်းကြီးတို့တရားဓမ္မတွေပြစ္ဆုတ်ပံမှာဒီယန္တိမန္တိအန္တရေတွေဘေးကျုံတဲ့ခါမှာဘေးလွတ်ရဘူးဒီရောက်စေခြင်းအကျိုးငါကိုတိကလောက်ဉာဏ်နဲ့တော့ကိုဒီမလုတ်ကြဘူးလားယန္တိမန္တိအန္တရေတွေဘေးကျုံလာတိုင်းကျုံလာတိုင်းဒီကိုတိကလောက်ကိုဘုဒ္ဓတရှိသလားကျိုးစားတယ်လို့ပဲတဲ့ဘုရားမပွင့်ခင်ကကြားမင်းကလည်းသူလဲလူတွေကနတ်တွေကအာန္တရမကင်းသေးရှင်ယောဂများအသက်တူရတာဘယ်အကြောင်းကြောင့်လို့နတ်ဉာဏ်ထက်ထက်နဲ့တွေးတာတောင်အမှန်သိရလားနတ်ဉာဏ်ထက်ထက်နဲ့တွေးတာအမှန်မသိတော့ဒီသာသနာ့ဘာမှာကောင်းငင်ပြန်စံရသိအပိဉ္ဉရတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားဒီပုဂ္ဂိုလ်တွေမေးတော့လေအဖြေမှန်ရရဲ့လားသာသနာ့ဘာမှာစဉ်းစားကြည့်ဘုန်းကြီးတို့တရားဓမ္မတွေဒါဘုရားကိုယ်တော်မြတ်ကြီးသုတ်မဟာဝါပါဠိတော်တက်ကပညာတို့ကိုနောက်ခံထားပြီးတော့တို့ဘုရားရဲ့ဝါဒကိုသိစေခြင်းလို့ဒါကိုခင်းပြီးတာပါနော်လူတွေကနတ်တွေကိုအန္တရာယ်မကင်းပြီးရှင်ယောဂများအသက်တွေရတာပဲအကြောင်းကြောင့်လို့နတ်ပြည်6ထပ်အစိုးရတဲ့တရားကတွေးတာတော့ရေးရေးမှမပေါ်ဘူးဆိုရင်ဖြစ်ဘုရားတို့အိမ်ထဲကအုံးကြီးကဘာပြုပြနိုင်လို့နတ်ပြည်6ထပ်အစိုးရတဲ့တရားတွေးတာတော့ရေးရေးမှမပေါ်လို့ဒီသာသနာ့ဘာမှာတကိုးထွားနေတဲ့သမထသမားတွေဘိညာဉ်သမားတွေပေါ့ကောင်းကင်ပြန်စံရသိအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေမေးပြန်တော့လေအဖြေမှန်ရရဲ့လားဒါပြန်ကိုယ်စိမ်သောလူများအန္တရာယ်တွေဘေးတွေကျုံတဲ့အခါဘာများအာကိုရှာလို့ဘုရားပဲအာကိုရှာဘုရားကဘာလုပ်ပေးနိုင်ခဲ့ပြီဘုဂုရိတ်သာလာနေပြီဒီဘောင်းလည်း10နှစ်တယ်ဗျာသူပြောတာနော်ဒကာကြီးတွေမနဲ့တော့သူဘယ်နှစ်ပြောတော့10နှစ်ဘုန်းကြီးလည်းဟောတာအချိန်မောင်းမရနိုင်တရားတွေကများလုံးတော့ထုံးပြီးတော့သွားပုံရပါလေစဉ်းစားခင်ဗျားတို့အရေးကြုံရင်ဟုတ်လားပုဂ္ဂိုလ်ကိုသွားအာကိုရှာတယ်ဘယ်ပြည်ရင်ဆရာကမှန်တယ်ဘယ်ဓာတ်စင်တရကကောင်းတယ်ဆိုတော့ပုဂ္ဂိုလ်ကိုအာကိုရှာတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ကိုယ်ကိုပုဂ္ဂိုလ်ထင်းနေတယ်ပုဂ္ဂိုလ်အာကိုရှာတာဟုတ်ပုဂ္ဂိုလ်ထင်းနေတဲ့ကတခြားလားတက္ကာယဒိဋ္ဌိလားဒါရင်ဒိဋ္ဌိတန်လန်းနဲ့အာကိုရှာရင်အမှန်ရပါမလားဒါဖြင့်သာသနာ့ဘာမှာဒိဋ္ဌိပြုတ်တဲ့တရားမရှိဘူးဆိုတာရှင်းနေတာပဲနော်အဲဒီတော့ဘုန်းကြီးတို့ကကူရကူထဲမှာတရင်သုံးနေတဲ့အခါတရားကလာပြီးတော့ဆင်းပြီးလျှောက်ရှာတယ်အရှင်ဘုရားမပွင့်ကလူတွေကိုနတ်တွေကိုအန္တရာယ်မကင်းပြီးရှင်ယောဂများအသက်တွေရတာဘယ်အကြောင်းကြောင့်လို့တတိတော်ညာနဲ့ပြီးတော့လေရေးရေးမှမပေါ်ကောင်းကင်ပြန်စံရသိအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်တွေမေးတော့လေအဖြေမှမရလို့ခုအရှင်ဘုရားတန်လာပြီးလျှောက်ရပါလေလို့တရားကဘုရားကိုမလျှောက်ဘူးလား
ကိုင်းသဗ္ဗံဇာနာတိသဗ္ဗိညုဆိုတဲ့အလုံးစုံပြည့်တဲ့ဘုရားရှင်ကိုရောမြတ်ကြီးကအဖြေပြလိုက်တာကဟေးပုဂ္ဂိုလ်ကိုညွှန်းတာလားဓမ္မကိုညွှန်းတာလားဒီယောဂများအသက်တို့အန္တရာယ်မကင်းဘေးမရှင်းတာတခြားကြောင့်မဟုတ်ဘူးကွာအိတ်တနဲ့မစ္စရိယကြောင့်ဖြေမပေးဘူးလားဒါပြန်အိတ်တမစ္စရိယဆိုတဲ့တရားနှစ်ခုရှိနေရင်ဘယ်လိုပင်ဟုတ်လားနေ냐တော့လေအန္တရာယ်ကင်းဘေးရှင်းပါမလားယောဂများအသက်တူရမယ်သူများကမကောင်းတဲ့ပြောရမယ်ဆိုတာလေးလေဒီအိတ်တနဲ့မစ္စရိယအိတ်တဆိုတာကယူစုတာမစ္စရိယကဝန်တိုးတာဒီတရားနှစ်ပါးရှိရင်ပြစ္ဆုတ်ပံမာကိုလည်းအန္တရာယ်မကင်းဘူးတန်တရားမှလည်းအပေပြီးမလွတ်ဘူးအိတ်တဆိုတာကဟေးလောဘမစ္စရိယတော့လားအိတ်တဆိုတာကဒေါသမစ္စရိယဆိုတာလောဘတရားကိုကောင်းလိုက်တော့ကိုယ်မှသားနဲ့သမီးနဲ့တူနဲ့တူမနဲ့ရှိကြတော့သူကတော့ရေရေမုံမုံလိမ့်လိမ့်မာမာနေ냐တော့လေသူပေါင်းတဲ့ပုဂ္ဂိုလ်ကြီးကဟေးသုံးဟာဖြုံးဟာနဲ့နေကြလို့ရှိရင်အဲ့ဒီကလေးနဲ့ပေါင်းရင်ကြိုက်ကြလားဘာလို့ဆိုတော့ကိုယ်သားကိုယ်သမီးပျက်စီးမှာဆိုလို့ဟိုပုဂ္ဂိုလ်လာတာမကြိုက်တာတခြားလားအိတ်တာလားမြန်ထွက်သွားရင်ကောင်းတယ်စကားရှည်လိုက်တာဆိုတာတခြားလားမစ္စရိယလားလူငယ်နဲ့လူကြီးဘယ်သူပို့ဖြစ်လဲဒါဒီလူကြီးတွေတော်တော်ခက်ပါလားနော်လူငယ်တွေတော့ဟုတ်လားမင်းတို့အပေါင်းအသင်းမလွဲစေနဲ့လို့ပြောတော့ကိုပေါင်းထားတာကဘယ်သူနဲ့ပေါင်းနေဒါဖြင့်ကိုယ်တိုင်ပြစ္ဆုတ်ပါမှလည်းအန္တရာယ်မကင်းဘူးတန်တရားနဲ့အပေလေးပါလွတ်ပါမလားအိဒါဆိုတာလွန်ကြောက်စရာကောင်းတယ်နော်မစ္စရိယဆိုတာလည်းညူစုတာကဲဟိုတယောက်ကငွေလှည့်ဖို့လာကားရှိသေးတယ်သူကလာရင်လှည့်တတ်မှန်းသိလို့ငွေများဘယ်များရနိုင်တော့ကွာသူ့ငွေကြက်နေလို့ဟောဟိုကနှုတ်ကမထွက်ရဘူးတရားငွေကြက်နေလို့ဆိုတော့ပေးခြင်းလို့လားမပေးခြင်းလို့လားမပေးခြင်းတာပါတော့မစ္စရိယနော်အိဒါမစ္စရိယမြန်ထွက်သွားရင်ကောင်းတယ်စကားရှည်လိုက်တာလုံးလို့ဆိုတာမလာဘူးလားလာလားဟိုတောင်မြို့မှာဆရာတော်ဟောတော့အထေဘုံနာတာထိုင်းနေกว่าဇိတဲ့သူကလာပြီယူဖို့ဟိုဆိုင်ဟိုကတော့ကုံထိုင်းနေတဲ့ကတော့ဖြုံးမပေးဘူးဇိလေးတက်ဇိလေးရှိလာလို့တွက်လာရင်သူကရှိကပေါက်လာအဲ့တော့ဆိုင်ရှင်ကအဟောင်းပြီးအသိယူဆိုတော့ပေးကျင်တာလားမပေးကျင်တာလားမပေးကျင်တာတခြားလားမစ္စရိယလားအကြောင်းမသိလို့တွေ့ရင်လည်းပဲဒီပစ္စည်းကအော်ဒါပေးပြီးသားပါနောက်စင်ကကြလာရင်ရပါလိမ့်မယ်လို့လိန်တောင်လိန်လိုက်သေးတယ်ဟုတ်လားဖွက်ချိန်ကမရလို့ဒါပေမဲ့ကုန်တဲ့ဈေးတွေလည်းကင်းပါမလားဒါဖြင့်သူဈေးဆိုင်ပေါ်ကနေပြေသွားနေတာပြေသွားတော့တူတူပြောကြစဉ်းစားကုန်တဲ့အလိုက်လာကစားအလိုက်ဘယ်လူတန်းစားမှမလွတ်ဘူးနော်ကိုခင်မွန်းတွေကပြောလိုက်လို့ရှိရင်ဘာပြောခင်မွန်းမပြောရင်ချီချင်းငံပြောရင်လိုက်နာတယ်သူ့ပေမဲ့သူတို့အပေါင်းအသင်းနဲ့တွေ့လာတဲ့အခါကျတော့အပေါင်းအသင်းချင်းဆိုတော့ကိုစိန်ကောင်းရင်အပေါင်းအသင်းဆွဲတဲ့အတိုင်းမပါဘူးလားဒီလူလာရင်တက္ကမကကြိုက်ကြလားမကြိုက်တာများမကြိုက်တာတခြားလားအိတ်တာလားပြီးတော့ကြတော့မြန်ထွက်သွားရင်ကောင်းတယ်ဆိုတာတခြားလားမစ္စရိယလားညကြတော့ပရိတ်နဲ့တားတယ်ညကြတော့ဘာနဲ့တားတယ်အိတ်တမစ္စရိယကဘာကံလို့ပိဋကတဘာတခြားလားဝစီကံလားခုတ်ရတခြားရှားရတခြားအိတ်တမစ္စရိယသူလူထွက်သွားသူလူပဲပြောင်းဝင်လာမွေးမူလားဝင်လားဒီကောင်းငင်ကဘာနဲ့ခါကဘယ်လိုဖြစ်လို့ဘယ်ကျူဘယ်ဆိုဘယ်ရင်းကနင်းလို့
မလီဖြီလိုက်ရတဲ့ရေတွေကလှုပ်လိုက်ရတာမေးလိုက်ရတာဝေကုံခံပြီးတော့ဘာမှလည်းကျေစုမများဘူး။ဒါခုဘုရားဟောလိုက်တော့အိဋ္ဌမစ္စရိယကြောင်းလို့ဟောလိုက်တော့ပုဂ္ဂိုလ်ညွှန်းတာလားဓမ္မညွှန်းတာလားဓမ္မညွှန်းတော့ကိုယ်ဝိသိကိစ္စမသိဘူးလားပုဂ္ဂိုလ်ပြောဓမ္မပေါ့ပုဂ္ဂိုလ်ပြောက်ပြီးတော့ဓမ္မပေါ်ညာရောက်တော့တက္ကာဒိဋ္ဌိမသိဘူးလားဘုရားပွင့်လာတဲ့အခါကျတော့အဖြေမှန်ပြီးနိုင်တဲ့တွေ့ဟောအကြောင်းကိုသတ်မှအကျိုးသိမ့်မှာအိဋ္ဌမစ္စရိယကိုလာလင်ပေါ်လာလို့ရှိရင်သူ့ဖြစ်ဖြစ်ရှုနိုင်လို့ရှိရင်မဲ့ဝင်ရင်ကိုင်းယန္တိမန္တိအန္တရာယ်ပြီးကြုံစရာရှိသေးလားအကြောင်းတတ်နိုင်မှအကျိုးသိမ့်မှာနော်ခုခမရတော့အကျိုးတရားဖြစ်လာလို့ရှိရင်ပုဂ္ဂိုလ်ပဲလိုက်ပြီးအကြောင်းရှာတာပဲပုဂ္ဂိုလ်ကရှိရလားတကယ်တော့မရှိဘူးနော်ဒီလောကသမုဒိသစ္စာအနေနဲ့တော့ရှိတယ်တကယ်ပရမတ္ထသစ္စာအနေနဲ့ကျတော့ဓမ္မအစုဝေဓမ္မအစုပုံဓမ္မသဘောပဲရှိတာပဲဒီယန္တိမန္တိအန္တရာယ်ဘေးတွေယောဂများအသက်တူရတာတခြားကြောင့်လားအိဋ္ဌမစ္စရိယကြောင့်လားဒါပြန်ဒီအကြောင်းရှင်းလိုက်တော့တန်တရားဝိသိကိစ္စမသိဘူးလားဒီပုဂ္ဂိုလ်ပြောက်ပြီးဓမ္မဘောညာရောက်တော့တက္ကာဒိဋ္ဌိမသိဘူးလားကိုင်းဖြစ်ဖြစ်ရှုတော့ကိုင်းသူ့မှာကိုင်းမဲ့မပေးဘူးလားပေးသွားလားအိဋ္ဌလားလည်းဖြစ်ဖြစ်ရှုပါမစ္စရိယလားလည်းဒါပြစ္ဆုတ်ပံလည်းကိုင်းဒီမက်ကပထမဆုံးကဒိဋ္ဌဓမ္မဝရဏိယကံဆိုတော့ယန္တိမန္တိအန္တရေတိသူကာကွယ်ပြီးမပေးဘူးလားမက်ဆိုတဲ့အတွက်ဘုန်းကြီးတို့ဓမ္မတွေလောကီမက်ကလောကုတ္တရာမဲ့ကျေးဇူးပြုရမယ်ဆိုတော့တန်တရားလည်းအပေလေးပါမလွတ်ဘူးလားဒါဖြင့်သုံးတတ်ရင်လည်းဆေးပဲမသုံးတတ်ရင်လည်းကိုယ်စိန်သောသုံးတတ်တာနဲ့မသုံးတတ်တာကိုယ်စိန်သောအနေနဲ့ဘယ်နဲ့ကများများတယ်ဒါကြောင့်ကိုယ်စိန်သောမြတ်သိရင်ဘယ်ဂရိညာရောက်မယ်ထင်သူဒီအချင်းဒီပြောတယ်အိဋ္ဌမစ္စရိယလည်းမသိဘူးလေအကြောင်းမတတ်နိုင်ပဲနဲ့အကျိုးကသိမ့်ပါမလားအများတို့ကဘာဖြစ်ရင်ဟာပွဲဘလောက်တည်ရမယ်ဆိုတည်တာပဲအိမ်ပေါ်မှာပွဲကိုနေရမဟုတ်ဘူးတချို့အိမ်များဆိုဒီပွဲ၅ပွဲလောက်တောင်ရှိတယ်တချို့ကလည်းတပွဲပေါ်လိဒါဘုရားသာသနာရှိတုံးတောင်ဒီကိစ္စတွေပေါ်ရင်ဆရာတော်အမိန့်ရှိတယ်လို့ဒေဝဒုဒတုံးမှာကွာတသက်နဲ့သက်ရှိရင်သာနာကွဲသွားရင်သွားပြီကွာတဲ့သစ္စာတရားနာနေတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဟောမဲ့ပုဂ္ဂိုလ်လည်းမရှိတော့ဘူးဒီပရိစ္ဆသမုပ္ပါအကြောင်းမေးတာတရားကတခြားမေးတာလားအကြောင်းမေးတာလားအကြောင်းဆိုတာတခြားလားပရိစ္ဆသမုပ္ပါလားအကျိုးဆိုတာကပရိစ္ဆသမုပ္ပန္နအကြောင်းကပရိစ္ဆသမုပ္ပါဒဟုတ်တယ်မဟုတ်လားဒါသာသနာ့ဘာမှာပရိစ္ဆသမုပ္ပါသိတဲ့ပုဂ္ဂိုလ်ရှိရလားနာနာတွင်တောင်မှဒီအနှစ်ရှိရ1000မှဆရာကောင်းတယောက်ပေါ်လာလို့တသက်နဲ့တကူတသံတရားနဲ့တနာနဲ့နာပါဆိုတာဒီပရိစ္ဆသမုပ္ပါသိမှခမည်းတော်အကြောင်းတဝါရကိုယုံကြည်မှာအကြောင်းဆိုတာတခြားလားသမုဒယသစ္စာလားအကြောင်းသမုဒယသစ္စာတတ်နိုင်ရင်အကျိုးဒုက္ခမသိဘူးလားသိတယ်ဒါဖြင့်အကြောင်းသမုဒယသစ္စာတတ်နိုင်တာလည်းတခြားလားမေဃသစ္စာလားအကျိုးဒုက္ခသိမ့်သွားတဲ့နိရောဓသစ္စာမြင်နိုင်တာလည်းတခြားလားမေဃသစ္စာလားဒါဖြင့်ကြောက်ထိတန်တုအာကိုတိုက်တဲ့တရားတခြားလားမေဃသစ္စာလားပြောတော့ဖြူတယ်အရေးကြုံတော့အတိုင်းဘယ်ယန္တိမန္တိအန္တရာယ်လားဖြစ်ပြမဲ့ကိုင်းအောင်လုပ်နေစမ်းပါတခါနဲ့ပြစ္ဆုတ်ပံမှာယံကိုမန်ကိုအန္တရာယ်ကိုဘေးကိုယောဂများအသက်တူရမယ့်ကိစ္စတွေအကုန်လုံးသူကပထမစောကတတ်ပြီလိမ့်မယ်သူကဒိဋ္ဌဓမ္မဝေဒနိယကံဆိုတော့9ရက်9လ9နှစ်တွင်ကျူးပြရမှာကိုဝိပဿနာမဲ့ထဲမှာလဲကံမပါဘူးလားပါပါလေရှုကျင်တဲ့စေတနာဆိုတာကံပဲသို့တော့ကံကဥသိတာလားဉာဏ်ကပြဋ္ဌာန်းတာလားဒါဖြင့်အကြောင်းအိဋ္ဌမစ္စရိယသိရင်အကျိုးယန္တိမန္တိအန္တရာယ်ဘေးတွေမရှင်းဘူးလားဒ
ဒီတရားကဒီတရားနာရင်တော့ဒီနေရာမှာသုတိစိတ်ကြပြီးဒီနေရာမှာသောတာပန်တရားဖြစ်မှာဗျာဒါကြောင့်ကိုယ်စိန်ကောင်းကိုယ်တော်သုတိရောက်မယ်ဆိုတော့ဒီထဲတွင်သိပြီးဒီထဲတွင်များနတ်ဖြစ်မလားမပြောတတ်ဘူးဒီထဲတွင်အခုသိပြီးတော့အခုလေမရှိတဲ့ချိန်နဲ့မရှိတဲ့ချိန်ဘယ်တည်းရများမရှိတဲ့အချိန်ကများရင်အိတ်သားနဲ့မစ္စရိယနဲ့မတွဲတော့မှာဘာလို့ဆိုတော့သားနဲ့သမီးနဲ့အစဉ်ပြေတဲ့သားကြတော့တစ်မျိုးဟုတ်ကွာအစဉ်မပြေတဲ့သားကြတော့အတန်ကြားတာနဲ့ကိုရင်းတုံးနေရဟုတ်လားရှင်းမရှင်းရလားရှင်းတယ်ဒီလိုဆိုရင်ခင်ဗျားတို့ယန္တိမန္တိအန္တရာယ်ပြီးပြီးကြုံနိုင်ဘေးပြီးတင်းဆရာမမမေးနဲ့သူကလည်းခန္ဓာ၅ပါးပဲခင်ဗျာသဗ္ဗညုတဉာဏ်ရတယ်လားဒါဖြင့်ဘုရားဟောတာယုံဖို့ဗျာတကယ်ယုံရင်တကယ်ကျေးဇူးပြုတယ်နော်ဒိဋ္ဌဓမ္မဝရဏိယကံဆိုလို့ဘုန်းကြီးများလွိုက်ကောမှာဟောတော့လွိုက်ကောနေခွင့်ယူပြီးတော့9စခန်းဝင်လာဘူးဟိုမှာနေရီမှာတော့9စခန်းရှိအဲ့ဒါသူတရားအထုတ်ပုံလည်းတော်တော်သူခိုးလောက်တယ်ထိုင်တဲ့အချိန်မှာထိုင်နေကြံတဲ့အချိန်မှာသိပင်ကြီးကောင်းကောင်းမှာသူကရာသီဥတုကသိမပြင်းတော့အဲ့ဒီမှာဈဉ္ဉံသွားတယ်ဈဉ္ဉံသွားရင်ဈဉ္ဉံညောင်းရင်ပြန်ထိုင်ညာလာဟိုကဘာစီထိုးရင်တက်တာပဲဘယ်သူနဲ့မှမတွေ့ဘူးစားချိန်ကြတော့လည်းဝင်စားတာပဲကြံတဲ့အချိန်မှာသူ့မှာထိုင်တာရရက်တာရသွားတာရဒီအလုပ်သုံးလုပ်ပဲရှိတယ်လျှောင်းတဲ့အရိယာဘုတ်တော်မရှိဘူးတနည်းကြတော့သူလွိုက်ကောမှာအလုသမားက3ချိန်ဆင်းရတာကို7နာရီတစ်ချိန်7နာရီတစ်ချိန်ဆင်းရတော့ညပိုင်း7နာရီလောက်ဆင်းရတဲ့အချိန်ကြတော့ငငယ်ကြီးအလုဆင်းအောင်လို့ခေါ်တော့သူကတိတ်ကြီးတရားနားနေတာဆရာတော်ကြီးတိတ်ကြီးရောဘုန်းကြီးတိတ်ကြီးရောပေါ့လေသူကူးယူသွားပြီးတော့နားနေတာဟုတ်ပြီကွာဆိုပြီးတိတ်ကြီးပိတ်တက်ဆက်ပိတ်ပြီးတော့လိုက်ပြီးထိုင်းသွားတယ်ဒီလောပိတဆိုတာဂွေတွေကအများကြီးကိုဆင်းရတာရှိတော့ဒီနေရာတွေကသဘုံတွေကကျက်စားတာအခုတော့မရှိပါဘူးအဲ့ဒီမှာသဘုံကကျက်စားနေတော့ဂွေတဂွေမှာ ambush လုပ်လိုက်တာပြစ်တာသူ့နေရာမှာကြည်စံပေါက်ကြည့်ပဲသူ့တော့သူ့မှာဘာမှမဖြစ်ဘူးခြုံတခြုံပေါ်ရောက်ပါနောက်ဒီကတမ်းတော်လိုက်တော့သူ့တွေ့တယ်ဘယ်လိုဖြစ်တာလဲဆိုတော့သူမြင်တဲ့အတိုင်းတော့ပြောတာကိုမင်းဘယ်လိုလုပ်လို့လဲကျုပ်တော့မသိဘူးကျုပ်ကတော့အဲ့ဒီတရားမိုးကုတ်တရားပါဝင်ပြီးတော့အဲ့လိုတရားနှလုံးသွင်းပြီးဖြစ်ပြနဲ့မဲ့နဲ့ကြိုက်အောင်လုပ်နေတာပဲဒိဋ္ဌဓမ္မကိုအကျိုးပေးတာဟိုပုဂ္ဂိုလ်တွေမှာတော့အကုန်လုံးထိခိုက်တာပဲဉာဏ်တဲ့ပုဂ္ဂိုလ်တွေသူတယောက်တည်းလွတ်တယ်လွတ်တယ်သူထိုင်တဲ့နေရာကြည့်တော့လေကြည်ပေါက်ကြည့်ပဲသူ့ကိုယ်သူလည်းဘယ်လိုလွတ်မှမသိဘူးခြုံပေါ်ရောက်နေတယ်သူတော့ဟိုပြစ်တဲ့ပုဂ္ဂိုလ်တွေကိုသူမြင်တယ်ဟိုသူကမမြင်လို့တာပေါ့မြင်ရင်သူ့ဘာပြစ်ခံမှာပေါ့ဒါစဉ်းစားအဲ့ဒီမှာနောက်နှစ်ရောက်သွားတော့လူစားတွေကဝင်တော့ဒီဘုန်းကြီးတင်းပင်တော့တာပဲပါတီရောကောင်စီရောခက်ကပေါ့ဗျာအတင်းပင်တော့ကြွရတာပေါ့အရှင်ဘုရားကြွပြီးပါဆိုတော့ကြွရတော့သူတို့ကကဲတင်ရှင်းထင်းနေတာဘလောက်များလိမ့်ယူရမှာတော့ဆိုတာတွက်တယ်ကြီးလူတွေကကဲတင်ရှင်းကိုသိကြိုက်နေတာမဟုတ်ဘူးကွာငါကဲတာမဟုတ်သူနဲ့ကိန်းနဲ့မဲ့ကိန်းကကဲတာဒီတော့မင်းတို့အလုပ်လုပ်ပါဆိုပြီးတော့သူတို့ဓမ္မယုံမှာတခါတည်း9ပါးသီလပြီးပြီနိုင်ရွက်လောက်လုပ်ကွာမင်းတို့အိမ်ရောက်ရင်15မိနစ်လုပ်နိုင်တယ်လုပ်10မိနစ်လုပ်နိုင်တယ်လုပ်အလုပ်ဆင်းတဲ့အချိန်တိုင်းလုပ်ကွာအန္တရာယ်ကင်းရမယ်ဘေးရှင်းရမယ်ဒါတို့ဘုရားပေးတဲ့စီလေးသိချင်းတဲ့ကဘာသိပါရမီ7ပါးပြ30စွန်ကြီး9ပါးနဲ့ကျင့်လာလို့ဖောလာတဲ့စီခုခင်ဗျားတို့ပေးတဲ့ဆရာကဘာလို့လို့ဘာဖြစ်လို့ဟိုအိန္ဒိယအုံးတွေကလည်းဘာလို့လို့ဘာဖြစ်လို့သူ့ပေါင်းတော်လေးကြွက်ချီတာတော့မတတ်နိုင်ဘူးသူတော်ရဲ့အိမ်တို့ဘာလို့တိုက်လို့ဆောက်ပြီးဆိုနေကောင်းရတာယူတော်ကြကြမီးလောင်တော့ကိုင်းနေကောင်းဆောက်တဲ့နေရောပြတရာနေဆောက်တဲ့ဆောက်ဦးပါတာပဲကုဋ္ဌတိခင်ဗျားတို့ကလှုပ်တော့ဘုန်းကြီးတို့ကြောင်းမှာအဆောင်တစ်ခုဆောက်တယ်သူကလက်သမားကထုံးစံကလှီကားတိုင်ပွဲတင်ရတယ်ဘုန်းကြီးကလည်းလုံးလုံးမပေးနိုင်ဘူးတတ်ချင်တတ်ချင်နေ
ကိုယ့်ကိုတတ်မယ်ထောင်းရထားခဲ့ဒီပြင်လက်သမားနဲ့တတ်မယ်ပြီးတော့ဘုန်းကြီးဘယ်ကြွရမလို့ဘုန်းကြီးဘယ်ချိန်နဲ့ဘယ်ချိန်ကြောင်းထဲမထွက်ဘူးအဲ့ဒီအချိန်အဲ့ဒီချိန်တင်မယ်ဘိုးမတင်ရရင်ကိုပဲလေကမတောက်ဘူးတဲ့ခက်ပုံများဘာလို့ဥပါဒံပြင်းစဉ်းစားဒါရိတ်တာထဲမှာကိုခံရတာဘဝထွက်လာတော့မှတင်ပြီးဖြစ်နေမသိကြအောင်ဆောင်ပြီးပြန်လှည့်ကြရတာပေါ့စဉ်းစားခင်ဗျားတို့တရားအားကိုးရမှာကံဘုရားကလည်းတခြားအားကိုးတာလားတရားအားကိုးတာလားသဗ္ဗညုတဉာဏ်ရတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးဘောဓိပင်နဲ့ရွှေပလင်မှာသူ့ရဲ့ဟုတ်လားကိုယ်ကွယ်မှုကင်းစိတ်နေလို့မတော်ဘူးသူ့ရဲ့သီလသမာဓိပညာသာရလိုက်ရှာတော့တွေ့ရလားသာရမပြောနဲ့တန်းထူတာတော့မတွေ့ဘူးအတုမရှိကိုတော်ကြီးကိုမတွေ့တော့နောက်ဆုံးပြန်ပြီးကိုတော်ကြီးကတွေးတယ်။ဩဆင်းရဲမျိုးစုံကျွတ်လို့ပြီးချမ်းသာမျိုးစုံရတာဒီမဲ့ခင်တရားကြောင့်မှလားဆိုမဲ့ခင်တရားပဲကိုယ်ကိုယ်မဲ့စိကမဲ့ပူဇော်မဲ့တရဆမဲ့လို့ဆုံးဖြတ်ချက်ချလိုက်တော့ဘုရားနဲ့စုသုံးစုတိုင်းတိုင်းမိတဲ့သဟံပိပြမကြီးကဆင်းလာပြီးအရှင်ဘုရားဆုံးဖြတ်ချက်အမတန်မှန်ပါတယ်ဘုရားရှိဘုရားတွေလည်းဒီလိုပဲတွေးပြီးဒီလိုပဲဆုံးဖြတ်ပါတယ်လို့ဆိုတော့ကိုင်းတာဖြင့်တို့ဗုဒ္ဓဘာသာအရေးကြုံရင်ဘာအားကိုးရမလဲဘယ်တရားတို့တရားတွေကအများကြီးမို့လို့မေးရတာနော်မဲခင်တရားကိုအားကိုးပြောင်းအားကိုးပါအရေးကြုံတိုင်းခရီးသွားမယ်မသွားနဲ့လို့မဆိုဘူးဘုရားရှိသွားပြီ9မိနစ်လောက်ဖြစ်ဖြစ်ထိုင်လိုက်ဟုတ်လားမလို့မဖြစ်တဲ့ကိစ္စကြုံတာမလုံနဲ့လို့မတားဘူးတရားလေးနှလုံးသွင်းလိုက်ဖြစ်ပြမဲ့ဝါကျင်တဲ့စိတ်ဖြစ်ပြရှုပေါ်ဗျာရောင်းကျင်တဲ့စိတ်ဖြစ်ပြရှုပေါ်ဗျာဝဲကျင်တဲ့စိတ်ဖြစ်ပြရှုပေါ်စိတ်တ ानु ပါဒနာလောက်ကောင်းတာပဲကမ္မဋ္ဌာန်းဆိုတာကကိုယ့်ကတော့ကျင့်သားမရခင်တာထိုင်ရတာกว่าဆရာတော်ကနှုတ်မလို့ရှင်ဘယ်ချိန်ဖြစ်ခင်ဗျားတို့ခန္ဓာရှိနေရင်ခန္ဓာတော့ကညံလိုက်နေရင်ဟောပြစ္ဆုတ်ပံလည်းအန္တရာယ်မကင်းဘူးလားတန်တရားလည်းအပယ်လေးပါမလို့ဘူးလားဒီစိတ်သောက်ဆန်းပါမဟုတ်တဲ့အယူတွေကင်းရင်ခင်ဗျားတို့မေတ္တာတာနော်တစုံတစ်ခုသောမမှန်တဲ့အယူကိုမှန်တယ်လို့ယူထားရင်ဒီပုဂ္ဂိုလ်သစ္စာနဲ့လျော်တဲ့ညာမရဘူးกว่าလို့အင်္ဂုတ္တပါဠိတော်ကတက်ရိုက်ကိုဟောထားတာခင်ဗျားတို့ဒီဘေးရင်ယုံနာတွေဝိဇ္ဇာယုံနာတွေအဲ့ဒါမေတ္တာတာဘာတာတာတော့မဲ့ညာဘုံညာတာတာဗျာဒီချာစဉ်းစားပါခင်ဗျားတို့ဝိဇ္ဇာယုံတော့ဝိဇ္ဇာပစ္စယဒီတဲ့မှာအာဇာတိသင်္ခါရမပါဘူးလားဇန်သမရအပင်ရှင်ဆိုတော့အတွင်းတောက်တော့ဘာသစ္စာလဲသမုဒယသစ္စာဆိုတာကိုးကွယ်ရမှာလားပရိစ္ဆသမုပ္ပါမသိတော့သစ္စာကွယ်တော့ရမ်းပြီးအားကိုးနေတာခင်ဗျားတို့ဟုတ်လားပရိစ္ဆသမုပ္ပါပြတ်တဲ့မေတ္တရားကိုအားကိုးရမှာပူဇော်ရမှာစိကရမှာရှင်းရလားဒီတော့အရှင်ဘုရားရှင်းလို့လင်းပါပြီဆိုတော့ဒီတရားဒိဋ္ဌိဝိသိကိစ္စအသိဉာဏ်နဲ့မပြုတ်ဘူးလားအပွားဉာဏ်နဲ့ဖြစ်ပြရှုလိုက်တော့ဂိုင်းဖြစ်ပြမဲ့ဆိုတော့အပွားဉာဏ်နဲ့ဒိဋ္ဌိမပြုတ်ဘူးလားအရှင်ဘုရားဒီအိတ်တမစ္စရိယအကြောင်းမရှိပဲတဲ့တော့မလာတန်အကြောင်းတော့ရှိပါလိမ့်မယ်ဆိုဟောပရိစ္ဆသမုပ္ပါကောင်းမိတာဘယ်အကြောင်းကြောင့်လို့ဆိုတော့ချစ်ချင်းမုန်းချင်းကြောင့်ဟိဘာကြောင့်လဲနိုင်ကိုယ်စိမ်းသောချစ်တဲ့ပုဂ္ဂိုလ်နဲ့မုန်းတဲ့ပုဂ္ဂိုလ်နဲ့ဘယ်သူနဲ့တူနေခြင်းချစ်တဲ့ပုဂ္ဂိုလ်နဲ့နေအိတ်ဖြစ်မှာပဲမုန်းတဲ့ပုဂ္ဂိုလ်နဲ့နေမစ္စရိယဖြစ်ချစ်ချင်းကြောင့်အိတ်ဖြစ်တာမုန်းခြင်းကြောင့်မစ္စရိယဖြစ်တာဂိုင်းစဉ်းစားတယောက်တည်းနေရရင်မကောင်းဘူးလားကောင်းပြီပဲနေရလားအများတည်းနေတာနေရတယ်။အဲညကဟောဒါမူဖြစ်ဖြစ်ကြံတော့ဖြစ်တယောက်တည်းကိုယ်စိမ်တော့သွားရလား။ဘာကြောက်တာလဲ။သစီတည်းဆိုတာပုဂ္ဂိုလ်ပါလားကွာ။မကြောက်တတ်တဲ့စိတ်ဖြစ်ဖြစ်ရှုဖို့ကွာ။မင်းအတော်ခင်ပါလား။မင်းတိုင်းဝိပဿနာအလုပ်ဟာမင်းဓမ္မယုံနဲ့လုပ်နေတာပါလားပြင်းမဲ့မပါဘူး
ဟိုသူများအသေးသင်္ချိုင်းရှိတာတော့ကြောက်တယ်ကိုယ့်အသေးသင်္ချိုင်းကြတော့ဒါဖြင့်မျက်လုံးမြင်အသေးတာကြောက်တာဉာဏ်မြင်အသေးကြတော့ခင်ဗျားတို့အသေးနေတာကယောဂဟောမျက်စိကလေးဓမိတ်မှာယောဂဂရိ9000နာကဂရိသသိန်းဟိုအတုပယောနောပြောလို့ဥဒ္ဒဇယုတ်ဘာမှမရှိတော့ဘူးမြေကြီးဩဇာဖြစ်မယ်ဥစ္စာအဲ့ဒါပဲဥပါဒံတရားကြီးနဲ့ဟိုလေတိုက်တင်ရှဲရှဲဆိုရင်လည်းလာပြီးထင်နေဖြစ်ချင်ပြည့်နေတာကိုယ်စိတ်ကကိုယ်6တာဟိုက6တာလားကိုယ်စိတ်ကကိုယ်6တာလားအများတို့ဟာမကြောက်ရမှာတော့ကြောက်တယ်ဟိုမဲ့မပေါ်လို့ရှိရင်ကြောက်ရမယ်မဲ့ပေါ်ရင်ကြောက်စရာရှိရလားဒါပေမဲ့အရေးကြုံနိုင်မဲ့အာကိုဘောဗျာဟုတ်လားချစ်တဲ့ပုဂ္ဂိုလ်လည်းမပေါင်းတယ်လို့မဆိုဘူးသရကစိတ်တံသရကစိတ်တံဒီပဇာနာတိဖြစ်ဖြစ်ရှုမုန်းတဲ့ပုဂ္ဂိုလ်တွေလည်းသာဒေါသစိတ်တံသာဒေါသစိတ်တံဒီပဇာနာတိတတိထံပါဠိတော်ကမလာဘူးလားဒါဖြင့်အိတ်တမစ္စရိယအလုံးလုံးလာလားချစ်ချင်းမုန်းချင်းကြောင့်လာတာလားချစ်တဲ့ပုဂ္ဂိုလ်ကြောင့်အိတ်တဖြစ်တယ်မုန်းတဲ့ပုဂ္ဂိုလ်ကြောင့်မစ္စရိယဖြစ်တယ်ဒါအကြောင်းရှင်းလိုက်တော့ကံပုဂ္ဂိုလ်လားဓမ္မလားဓမ္မသိလိုက်တော့ဝိသိကိစ္စမသိဘူးလားပုဂ္ဂိုလ်ပြောက်ပြီးဓမ္မဘောညာရောက်တော့တက္ကာဒိဋ္ဌိသိမသိဒါတခြားလားအသိဉာဏ်နဲ့သိတာလားအကြောင်းနဲ့အကျိုးသိလိုက်တာနဲ့ဒိဋ္ဌိဝိသိကိစ္စပရိစ္ဆသမုပ္ပါဆိုတဲ့အကြောင်းအကျိုးသိလိုက်တာနဲ့ဒိဋ္ဌိဝိသိကိစ္စအသိဉာဏ်နဲ့သိသွားတယ်။အဲဖြစ်ဖြစ်ရှုတော့အပွားဉာဏ်နဲ့မသိဘူးလားခင်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ဖြစ်ရှုဖို့ရမခင်တဲ့လူပဲပြောတာမဟုတ်ပဲဒါတတိပဒံပါဠိတော်မှာဘုရားကဟေသရကစိတ်တံသရကစိတ်တံဒီပဇာနာတိဟေခင်တဲ့ပုဂ္ဂိုလ်လည်းခင်နာရင်မရနဲ့ကဖြစ်ဖြစ်ရှုလိုက်ခင်နာရင်ရရင်ခင်ဗျာတဏှာကနေဥပါဒံကျေစုပြုမယ်ဥပါဒံကနေကံကျေစုပြုရင်ကာမဘဝပစ္စယတခါလဲဒုက္ခရောက်တော့မှာခင်တဲ့ပုဂ္ဂိုလ်ကြောင့်ဒုက္ခရောက်တာနဲ့မုန်းတဲ့ပုဂ္ဂိုလ်ကြောင့်ဒုက္ခရောက်တာမုန်းတဲ့ပုဂ္ဂိုလ်ကြောင့်လည်းဟောဒေါသသောကပရိဒေဝဒုက္ခဒေါမနတအဝိဇ္ဇာသင်္ခါရဝိညာဉ်မလားဘူးလားဒါကြောင့်ခင်တဲ့ပုဂ္ဂိုလ်နဲ့နေပြီးတော့အပေသွားတာနဲ့မုန်းတဲ့ပုဂ္ဂိုလ်နဲ့နေပြီးအပေသွားတာကိုယ်စိန်တော့ဘယ်နဲ့ကြိုက်အပေသွားတာချင်းဆိုဘယ်ဟာမှမကြိုက်တော့ဘုရားမှာတော့သိတယ်ခင်တဲ့ပုဂ္ဂိုလ်ဆိုရင်ပြိတ္တာလန်းသွားမယ်မုန်းတဲ့ပုဂ္ဂိုလ်နဲ့ဆိုရင်ငရဲရောက်မယ်ဘယ်လန်းကြိုက်လဲမကြိုက်ရင်ခင်တဲ့စိတ်လည်းဖြစ်ဖြစ်ရှုမုန်းတဲ့စိတ်ပေါ်လည်းဘာလို့လူသိသိလို့သူတိတယောက်မရောက်ဘူးဆိုတော့အဲ့ဒါရှုလို့လားမရှုလို့လားတရားကမပြလို့လားပြလားတရားပြတာမတရားကြီးလုံနေတရားမတွေ့တော့လည်းမတွေ့ဘူးတွေ့ပြန်တော့လည်းတရားမတရားကြီးလုံနေဘယ်လိုတုံးဆိုတော့ဒကာကြီးတွေဘယ်လိုတုံးပရိစ္ဆသမုပ္ပါနားမလဲလို့နားမလဲတော့ရှုစရာရှုွက်ကိုမသိဘူးခင်ဗျားတို့ကကောတော့အပြင်ဧည့်သည်အတွင်းဧည့်သည်အိမ်သည်ဒါအတွင်းဧည့်သည်တွေပါတာပဲချစ်ချင်းဆိုတာလောဘလေမုန်းချင်းဆိုတာဒေါသလေရှင်းမရှင်းရလားဒီတော့တရားကအရှင်ဘုရားရှင်းလို့လင်းပါအရှင်ဘုရားမပွင့်ငင်ကတပည့်တော်နတ်ညံထက်ထက်နဲ့ပြီးတော့လဲမပေါ်ကောင်းကင်ပြန်ဇာယတိအဘိညာဉ်ရတဲ့ပုဂ္ဂိုလ်ကြီးမေးတော့လဲအဖြေမှမရခုတော့ပြင်ရှင်းပါပြီလင်းပါပြီဆိုတော့ဒီအကြောင်းအကျိုးတွေကိုနားလည်တဲ့အတွက်ဒီတရားဒိဋ္ဌိဝိသိကိစ္စအသိဉာဏ်နဲ့မသိဘူးလားဖြစ်ဖြစ်ရှုတော့အပွားဉာဏ်နဲ့မသိဘူးလားဒါဖြင့်ဖြစ်ဖြစ်မရှုကောင်းတဲ့တရားခင်ဗျားတို့ခန္ဓာထဲမှာရှိရလားမရှိဘူးခင်ဗျားတို့မရှုရင်လားရှုစရာတရားကတော့တစ်ခုပြီးတစ်ခုရှုစရာမရှိဘူးဆိုတာခင်ဗျားတို့ဝิญဉ်ချုပ်သွားရင်တော့ဘယ်ရှုစရာရှိတော့မလဲဗျဝิญဉ်မချုပ်မချင်းရှုစရာတရားတစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးတစ်ခုပြီးတစ်ခုပေါ်နေမှာပဲစိတ်စဉ်ကပြတ်မှမပြတ်ဖဲဘူးဟုတ်တယ်မဟုတ်လားဂိုင်းဒီချစ်ချင်းမုန်းကြရလဲအရှင်ဘုရားအလိုလိုမလာနိုင်ရအကြောင်းတော့ရှိပါလိမ့်မယ်အဲ့ဒီအကြောင်းလေးသိပြစေလို့တရားကမတောင်းပန်ဘူးလားတခြားကြောင့်မဟုတ်ဘူးကွာဆန္ဒကြောင့်ဟိဘာကြောင့်လဲဆန္ဒကကိုယ်တော့ဒီကလေးတို့အိမ်ထားရင်တော်မလားမထားသေးခင်ကိုပေါ်တာဆန္ဒဟုတ်လားအပေါင်းသွင်းရေးတာဆန္ဒပေါ့ဗျာသူနဲ့ပေါင်းရရင်ကောင်းမလားသူနဲ့မပေါင်းရရင်ကောင်းမလားအပေါင်းသွင်းရေးတာဆန္ဒဒါဖြင့်ချစ်ချင်းမုန်းခြင်းကရေတော့မြတ်ကတခြားလားဆန္ဒလားဆ
စန္ဒအကြောင်းရှင်းလိုက်တော့ဝိသိကိစ္စမသိဘူးလားပုဂ္ဂိုလ်ပေါ်ပြောက်ပြီးတော့ဓမ္မပေါ်ညာရောက်တော့တက္ကဒိဋ္ဌိမသိဘူးလားဒါဖြင့်ဒီစန္ဒအကြောင်းလို့သိလိုက်တော့ပရိစ္ဆသမုပ္ပါအကြောင်းသိတော့ဂိုင်းဒိဋ္ဌိနဲ့ဝိကပေါ်လာတာဟုတ်စန္ဒကနှိုးစော်တာဟုတ်လားဘယ်လိုရှားရမယ်ဘယ်လိုလုပ်ရမယ်ဘယ်လိုကန်ရမယ်ဘယ်သူနဲ့ပေါင်းရမယ်ဘယ်ဟာချင်းသွားရမယ်ဆိုတဲ့စန္ဒပစ္စည်းရှာလို့တဲ့စန္ဒရှားတော့ရမရဘူးလားရလားအကျိုးမြရတဲ့လောက်ရတာပေါ့မရဘူးလားရလာတော့မသုံးဆောင်ဘူးလားရတာအကုန်လုံးသုံးဆောင်သလားမဟုတ်ပါဘူးပူရာလေးသိမ့်စီထားလိုက်သိမ့်စီတဲ့စန္ဒဒါမင်းနဲ့ငါနဲ့ပဲသိပြီစီဘယ်သူမှမသိစီနဲ့စိန်တော်မကြီးကိုပြောတာပေါ့လေဒါမင်းနဲ့ငါနဲ့တည်းသိပြီစီတပြည့်သူမသိစီနဲ့ပြီးတော့ဝေဘာနဲ့စန္ဒဆိုတာကဟုတ်လားဒေနာပါတီတို့ဒီပါတီတို့ပေါ့ဗျာခုနှစ်အိမ်နီးနာချင်းဖိတ်ပြီးဖိတ်မှတကားပြုပြီးကျွေးမွေးတာဒါနပြုတာမဟုတ်ဘူးဝေဘာနဲ့စန္ဒအကြောင်းရှိရင်တို့ကဲပါပေါ့လေမင်းတို့အကြောင်းရှိရင်လည်းတို့မကြည့်မနေဘူးတို့အကြောင်းရှိလည်းကြည့်မနေပါနဲ့အမေလို့ဖူးကြလားဟဲ့မွေးနေလေးပါလေးလေမွေးတာနေတိုင်းမွေးနေတာတော်တော်ကြာရင်မွေးရင်တော်ကြာရင်မွေးရင်မွေးလိုက်သေးလိုက်မွေးလိုက်သေးလိုက်ခင်ဗျားတို့သတ္တရဒိဋ္ဌိကြီးကကြည့်ဘယ်နှခုနှစ်မွေးတာမွေးနေမွေးရမွေးလာကြုံလို့လုတ်ကလေးကသတ္တရဒိဋ္ဌိကြီးဦးစီးနေတာခင်ဗျားတို့စိတ်ကဒစိတ်ပြီးဒစိတ်ပဲဗျာမြင်စိတ်ပြီးကြားစိတ်လာတာကြားစိတ်ပြီးနာစိတ်တွေးစိတ်ဒါအစဉ်ပြေသလိုလာမှာပေါ့ဗျာဒီစိတ်နဲ့ရှင်တာကအဲ့ဒါခင်ဗျားတို့မွေးနေတာလို့ရင်ဗျာတနေ့တနေ့လောက်ရမယ့်ဥစ္စာကိုအချိန်မောင်းကိုရေးလို့မရဘူးတော့ဘယ်နှခုနှစ်ကမွေးတာဘယ်နေ့ဘယ်လဘယ်ရက်မဲဗာဒိဋ္ဌိနဲ့လုံတာမင်းတို့လည်းသွားစားတော့ဗာဒိဋ္ဌိနဲ့စားဒါကြောင့်လူတသိသိလို့သူပတိတယောက်မရောက်ပါဘူးဆိုတာစဉ်းစားကြည့်မဲတို့လောကကိစ္စတွေကဖုံးသွားတာအဲဆန္ဒကြောင့်လို့သိလိုက်တော့တန်တရားဝိသိကိစ္စမသိဘူးလားဆန္ဒပုဂ္ဂိုလ်လားဓမ္မလားဒီလိုသိလိုက်တော့တက္ကဒိဋ္ဌိပြုတ်မပြုတ်ဂိုင်းဒါဖြင့်ရှာလို့တဲ့ဆန္ဒပေါ်လဲဖြစ်ဖြစ်ရှုလိုက်ဟုတ်လားရလာတဲ့ဆန္ဒပေါ်လဲဖြစ်ဖြစ်ရှုလိုက်သုံးဆောင်တဲ့ဆန္ဒပေါ်လဲကိုပြည့်စီကိုသိမ့်တာဘာဖြစ်ရှိတော့မတချို့ကပြောခြင်းပြောတာသိသိတဲ့ဆန္ဒလေနောက်ပြီးတော့ကျမှဝေဘာနဲ့ဆန္ဒဆန္ဒ၅မျိုးတောင်ရှိတယ်စဉ်းစားဟိုဈေးတယ်တွေကြတော့ပူးပြီးတော့ပေါ်တယ်ဒီတဲ့ဈေးတယ်တွေကပါလာလည်းမပြောတတ်ပါဘူးဆိုင်ကိုဘယ်လိုပြင်မယ်ခင်းမယ်ကျင်းမယ်လုပ်မယ်ကိုင်းမယ်ဆိုပြီးတည်းကအိမ်ကထွက်တည်းကဆန္ဒကပေါ်လေဘယ်ပစ္စည်းဘယ်လိုထားမယ်ဆန္ဒဟိုကြတော့ဘွားလောပြောလူပဲအကျိုးဝမဲ့လူနဲ့တွေ့တော့ဒီနေ့တော့လက်ပိတ်ပြီဒီခါလေးလားဝဲတဲ့လူကိုဒီခါတော့မစ္စရိယဖြစ်တော့တာဖြစ်တော့ကတော့ယန္တိမန္တိကဟိုပုဂ္ဂိုလ်ကလည်းမရှိလို့ဝဲရတာဈေးတင်ယူမှလည်းသိသားနီးနေအောင်ကွာဒီနေ့လက်ငင်းဝယ်နိုင်တဲ့အချိန်ကျတော့ပြောင်းဝဲပြလိုက်အောင်တချို့ဒီအိတ်တမစ္စရိယကြောင့်တောတွေမှာလေလူမိုက်ငှပြီးအိမ်မိရှုခံရတယ်ပြီးတော့ကံမကောင်းတော့ဒီလူပဲလေကံလွှဲချတယ်ကံနဲ့ပါဆိုင်တယ်အိတ်တမစ္စရိယကြောင့်သူ့လှဲ့ကြတော့ကြည်တို့လှဲ့တော့ဘယ်လိုပေးတာအမဲသူ့လှဲ့တွေတို့လှဲ့တွေနဲ့မတို့လှဲ့ကြတော့မလီနိုင်တဲ့စီနဲ့ယူသွားလိုက်တာသူ့လှဲ့ပြီးဖို့လှဲ့ကြတော့ကြည်စမ်းဟိုကဒီကနေနေအောင်ပေါ့ဒီနေ့ကြတော့အလှဲ့ပေါ်လေဦးမယ်မလာဘူးလားလာတို့မိတာပါဖြစ်တတ်တဲ့သဘာဝနော်ဘု து ပြောတယ်လို့ပြောနေကိုယ်စိန်တော့ကတော့ပုံနဲ့တိုင်းပေါ့ဗျာကဲဒီဆန္ဒကြောင့်အရှင်ဘုရားရှင်းလို့လင်းပါပြီဆိုတော့ဒီတရားဒိဋ္ဌိဝိသိကိစ္စအသိဉာဏ်နဲ့မသိဘူးလားသိပါဘူးခင်ဗျားတို့လည်းအသိဉာဏ်နဲ့သိအောင်လို့ဖြစ်ပြရှုနိုင်အပွားဉာဏ်နဲ့မသိဘူးလားသိပါဘူးဆန္ဒပေါ်လဲဆန္ဒဖြစ်ပြရှုပေါ့ဗျာ
မရှိကောင်းတဲ့တရားမှမရှိပဲဟုတ်တယ်မို့လားဒါဖြင့်အရှင်ဘုရားဒီဆန္ဒလည်းအလိုလိုမလာတာအကြောင်းတော့ရှိပါလိမ့်မယ်ဆိုတော့ဟေးတခြားကြောင့်မဟုတ်ဘူးကွာဝိတက်ကြောင့်ဟေးဘာကြောင့်လဲတော့ဘာလို့ဘာဖြစ်တယ်ဆိုတာတကယ်ပြစရာဖြစ်ကိုယ်စားအမတန်အကြောင်းကျိုးဆက်တဲ့တရားဝိတက်ဆိုတာကာမဝိတက်ငါးပါးအယုံကာမဂုဏ်ကြံစီတာကာမဝိတက်ဗျာပါဒဝိတက်အပြိုင်ပေါ်ရင်ဒီကောင်တော့ထိုးလဲသွားအောင်လုပ်လိုက်အောင်မယ်ဗျာပါဒဝိတက်ဒေါသလီနလန်းကိုမထူအောင်လုပ်လိုက်မယ်ဆိုတော့အကြီးဆုံးဝိညာဝိတက်ဝိတက်ကြောင့်ဆန္ဒကပေါ်တာကဲဝိတက်ကလည်းဘယ်လိုလုပ်အကြံစီဖို့ကွာအကြံကောင်းတစ်ချက်ကိုစိန်သောင်းတို့ပြောနေဟုတ်ပါတယ်အကြံကောင်းတစ်ချက်ဆိုကြံတဲ့စိတ်ဖြစ်ပြမရှိရင်ဝိတက်လာကြံတဲ့စိတ်မရှိနိုင်ရင်ဟောဆန္ဒလာရင်ချစ်ချင်းမုန်းခြင်းလာရင်အိတ်တမစ္စရိယအိတ်တမစ္စရိယရှိရင်ယောဂများအသက်တူယန္တိမန္တိအန္တရိဘေးတွေမကြုံဘူးလားခင်ဗျားတို့ကမကြံမဲ့မရှိပဲနေနိုင်ရလားတယောက်တည်းနေသားအတွက်ကပဲလူသမီးအတွက်ကပဲလူကိုယ့်အတွက်ကပဲလူရွှေအတွက်ကပဲလူမျိုးအတွက်ကပဲလူအမလိကြံလိုက်တာမှဘွတ်ပေါက်နေတာဒါကာမဝိတ္တဗျာပါဒဝိတ္တအပြိုင်ဆိုင်ကြီးရှိလာလို့ရှိရင်ဒီကောင်တော့ထိုးလဲသွားအောင်လုပ်လိုက်မယ်ဘုရင်မတောင်မြို့ကြတော့ဘန်ကောက်မှာဥကျွေကနာမည်ကြီးကိုဥကျွေကနာမည်ကြီးဆိုတော့အပြိုင်ဆိုင်ကလည်းဘန်ကောက်ကလည်းအယောင်းကတွင်ကျဲလာတော့အပြိုင်ဆိုင်ကလည်းပေါ်လာတော့လူကြီးပဲတဲ့ဆရာတော်ကအမိန့်ရှိတာအသားချင်းတူရင်နဲ့ခိုင်ပုံချင်းမတူပါဘူးသူပစ္စည်းကသာတော့ပေါ့လေအသားချင်းတူပြီမဲ့သူပစ္စည်းကခိုင်ပုံချင်းကြတော့ကွာပါလိမ့်မယ်ဝေးရတဲ့နေရာကြတော့ကွာပါလိမ့်မယ်ဆိုတော့ဈေးတယ်ကုန်တယ်ကိုယ်ဥစ္စာမှာကိုယ်အကောင်းမပြောဘဲနဲ့မရောက်ရင်မခက်ဘူးလားဖေ။ဆိုတော့ပြောတာတော့ကိစ္စမရှိသွားလိမ့်မယ်ဟိုမှာတဲဥသွားတိုက်မှာငါစံတရားကိုစိန်တော့လဲစံတရားတီးတော့ဟာကဲကိုယ်တဲ့သားတဲ့လူလည်းမရှိဘူးလားရှိပါတယ်ကိုယ်နဲ့တန်းတူရှိပါတယ်ကိုယ်တဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ရှိပါတယ်ဒါပေမဲ့ကိုယ်တဲ့သားတဲ့ပုဂ္ဂိုလ်ကျတော့ဘယ်လိုဖြစ်သိတာလာပြီကိုယ်နဲ့တန်းတူကြတော့မေတ္တာပြည့်လာကိုယ်တဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ကြတော့ဒေါသဖြစ်လာတယ်ပေါ့လေဒါသူအမှန်ပြောတာခင်ဗျားတို့လည်းဒီတိုင်းပဲသူကတော့ခြေပိုင်းကနေလို့ခေါင်းခောက်ခါရတာခင်ဗျားတို့လည်းအယောင်းဝယ်လုံနေရင်ကိုင်းကိုယ်လည်းဟုတ်လားအယောင်းဝယ်ဖွံ့ဖြိုးနေမဲဘာများအဆောင်အယောင်ရှိလို့လည်းမသိဘူးဘယ်သူနဲ့ပဲလူများပေါင်းလို့လာပြီအကျံစီတွေကလေကာမဝိတ္တသူတော့ဘယ်လိုတင်လိုက်မှဖြစ်မယ်ဆိုတာဗျာပါဒဝိတ္တနလန်းကိုမထူအောင်လုပ်လိုက်မယ်ဆိုတာဝိဟိတဝိတ္တကံကြည့်ဒီဝိတ္တရှိရင်ဆန္ဒလာမယ်ဆန္ဒရှိရင်ချေမုံချင်းအာမယ်လိမိသွားပြီတရားပွဲကမပြီးသေးဘူးတရားကမိပြီတရားပွဲလည်းပြီးတော့တရားပဲထားခဲ့ဓမ္မယုံနဲ့ထားပြခဲ့ကိုယ်ခန္ဓာထဲတော့ကိန်းကောင်းမယူချေမုံချင်းရှင်ဘာလာမလဲအိဒမစ္စယဖြစ်ရင်မဖြစ်မလဲယောဂများအသက်တူယန္တိမန္တိအန္တရိဘေးတွေဝိုင်းနေဝိုင်းရင်လို့ဝိုင်းတာလားအိဒမစ္စယကြောင့်လားအိဒမစ္စယတခြားကြောင့်လားချေမုံချင်းကြောင့်ချေမုံချင်းလည်းအလိုလိုဖြစ်တာလားဆန္ဒကြောင့်ဖြစ်တယ်ဂိုင်းဆန္ဒဘာကြောင့်ဖြစ်တယ်ဝိတ္တဆိုတော့ဂိုင်းယူပတိဟုတ်လားကာမဝိတ္တဗျာပါဒဝိတ္တဝိဟိတဝိတ္တဂိုင်းအကြောင်းကလည်းပုဂ္ဂိုလ်လားဓမ္မလားဓမ္မသိတော့ဝိသိကိစ္စသိမသိပုဂ္ဂိုလ်ပြောက်ပြီးဓမ္မဘောညာရောက်တော့သက်္ကာအဋ္ဌိသိမသိကဲဖြစ်ပြရှုတော့အပွားညာနဲ့မသိဘူးလားဒါကြောင့်ဖြစ်ပြနဲ့မဲ့နဲ့မခွဲနေဘယ်တရားပေါ်မရှုကောင်းတဲ့တရားမရှိဘူးနော်ဒါတဲ့ခင်ဗျားတို့ဒါဆောင်းစည်းပဲဒီဖြစ်ပြနဲ့မဲ့နဲ့ကိုက်နေပထမဆုံးကခင်ဗျားတို့ပြစ္ဆုတ်မှန်ယန္တိမန္တိအန္တရိဘေးတွေအကုန်ကာကွယ်ပြီးပြီသူက9ရက်အတွင်းသူကအကျိုးပေးရမယ်9လအတွင်းကျိုးပေးရမယ်ဆိုတော့သူကဒိဋ္ဌဓမ္မဝေဒနိယကံကိုခင်ဗျားတို့ခေါ်တဲ့အတိုင်းပေါ့ဗျာဒါချက်ချင်းအကျိုးမပေးဘူးလားပေးမှာလား
ဒါအကျိုးပေးပဲတရားရှိတာနဲ့ကိုယ်ဝင်နဲ့ကိုယ်ညာနဲ့ရောက်အောင်ဆောင်းမထားဘူးဆိုတော့ gain ခင်ဗျားတို့တရားပြည့်လားတဲ့ကိုမေးတဲ့ပြည့်လားမေးပြည့်ကကြောက်စရာကောင်းတယ်နော်မေးပြည့်ကကြောက်စရာကောင်းတာဟိုငရဲရောက်သွားတဲ့ပုဂ္ဂိုလ်စစ်တဲ့အခါမြကြည်စမ်းပါလားမေးပြည့်ဒီမှာလူပြည်မှာရောင်းဟာတာယီသမီးဇီဝါယီနဲ့လောက်ကိုင်းပြီးဘာမှဟုတ်လားလူချင်းတန်းချင်းပြေးချင်းကန်းချင်းမရှိပဲနဲ့စွတည်သွားတော့ဟိုယာမမင်းထံရောက်သွားတော့အစ်စ်ခံရတာပဲအစ်စ်မခံပဲနဲ့တက်ရရောက်တာလည်းရှိတယ်နော်အစ်စ်ခံရတဲ့နေရာလည်းရှိတယ်နော်ဟိုကြတော့ကလေးပြစစ်အမောင်လူသားလူပြည်မှာဟောလက်ကလန်ချီကလန်နဲ့ဟုတ်လားချီလိမ့်လိမ့်သေးလိမ့်လိမ့်အဲ့ဒီကလေးလေးများမြင်ပဲနဲ့တော့ဆိုဟောချစ်စရာလေးလို့အောင်းမိတယ်ဟိုဒုက္ခသစ္စာပြတာကိုချစ်စရာလေးလို့အောင်းမိတယ်အများတို့ကဘယ်လိုအောင်းမိကိုယ်နဲ့နှိစတဲ့ပုဂ္ဂိုလ်ဆိုအမေလေးကအာဇာနီလေးမွေးပါဂယုစိုက်သည်အမေချစ်စရာလေးဒါပြန်ဒုက္ခသစ္စာပြတာဒုက္ခသစ္စာမေးတော့အမောင်တယ်မေးပါလားဆိုတော့အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယအပေဝိညာဉ်အမောင်သာဆိုင်နဲ့အမောင်ချစ်မြတ်လို့တဲ့ခင်မောမနဲ့လည်းမဆိုင်ဘူးသားရီသမီးတွေလည်းမဆိုင်ဘူးကိုစိန်တော့မင်းအစ်စ်ခံမှာဆိုလို့အခုသတိပေးနေတာအဲလူဦးတွေရောမမြင်ဘူးလားလူကကိုယ်တိုင်တောင်နဲ့အိုးလာပေါ့ပဲဟုတ်တယ်မဟုတ်လားဟိုအသက်ကြီးလို့အိုးတာပဲတဲ့ဟောခဲပုံဇရာပိဒုက္ခသစ္စာကိုကိုင်းပြစစ်တာဒါကိုပဲဒုက္ခသစ္စာပြတာကိုဒုက္ခသစ္စာမှန်သိရလားခင်ဗျားတို့ခန္ဓာကိုယ်ရဲ့ဘာပြဘာသစ္စာလဲအဲ့ဒါကိုပဲမသိဘူးဆိုတော့ကိုင်းဒုက္ခသစ္စာမသိတာမေ့တာသူများလားအဝိဇ္ဇာလားအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယရိုးရိုးမလုံးနဲ့အပေဝိညာဉ်အမောင်သာဆိုင်နဲ့အမောင်ချစ်မြတ်တို့နဲ့ခင်မောမနဲ့လည်းမဆိုင်ဘူးသားရီသမီးတွေလည်းမဆိုင်ဘူးဒကာကြီးတွေနော်သတိထားအခုပြစ္ဆုတ်ပံမှာပဲရာဇဝဲမှုသင်လို့ဟုတ်လားခြေချင်းနေခလက်ထိတ်တွေနဲ့ဒုတ်တွေနဲ့အရိုက်ခံရတာဒီကနေ့ဒိဋ္ဌဓမ္မပဲမကောင်းဘူးလို့မကောင်းမှုချက်ချင်းကျူးပြီးတာအမောင်မြင်ဘူးရလားဆိုတော့မြင်ဘူးပါလေဒါပြအမောင်စိတ်တွေဟိုဒီလိုလှုပ်တာဒီလိုဖြစ်တာကောင်းတယ်ဟောဒုက္ခသစ္စာပြလို့ခန္ဓာရလို့ဒုက္ခဖြစ်တာကိုဒုက္ခသစ္စာမှမသိဘူးကဲဘလောက်မှမေ့တာသူများလားအဝိဇ္ဇာလားအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယအပေဝိညာဉ်အမောင်သာဆိုင်နဲ့သုံးခုပြပြီးကလေးပြစစ်တယ်လူပြစစ်တယ်ခိုင်းကွယ်တော့ဂျာဇဝေသားပြပြီးတော့စစ်တယ်နောက်ဆုံးအိယာဖြာကရောက်လို့ဆေးွက်တွေဝိုင်းပြီးအနာရွှေတွေမျိုးတွေအခြေမလလို့မျက်ရည်လေးဒုက္ခနဲ့နေတာတော့အမောင်မြင်ဘူးရလားမြင်ဘူးပါလေကိုစိန်တောင်းကမြင်ဘူးရလားမြင်ဘူးပါဘယ်လိုအောင်မေဗျာတိပိဒုက္ခသစ္စာလို့အမောင်ညာနဲ့တွေးမိရလားမတွေးမိပါဘူးတဲမေ့ပါလားငါယာမမင်းလုံးမှာဖြစ်တော့မှာအမောင်တဲမေ့ပါလားမေ့တာသူများလားအဝိဇ္ဇာလားအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယမောင်စိန်ကောင်းတာဆိုင်တယ်မောင်ချစ်မြတ်လို့တဲ့မကြီးနဲ့လည်းမဆိုင်ဘူးသားရီသမီးတွေနဲ့လည်းမဆိုင်ဘူးအမောင်သာဆိုင်တယ်ငါကေလို့ပြေရမယ်မင်းကေတင်နဲ့မဲခင်အလုပ်လုပ်ပါပြောတာဘယ်နဲ့ဆရာတော်ကဲပါမင်းကုရတိကေတင်ရှင်ရှာတော့စဉ်းစားကိုင်းသူတွေကမပူဘူးလားဖူးဖူးရောင်ပြီးတော့တခါလေ9ရက်ရှိလို့ဖူးဖူးရောင်ပြီးတော့နေတဲ့အတုပလည်းအမောင်တွေ့ဘူးလားတွေ့ဘူးပါလေတဲ့ကိုစိန်တောင်းကတွေ့ဘူးရလားဘယ်လိုအောင်မေးလို့ဟုတ်ပြီလေဖူးဖူးရောင်ပြီးကအကြီးတွေထွက်နေတာဘယ်လိုအောင်မေးလဲလူရသေးငါးပါဖြစ်တယ်ဟောခဲလိုက်တာမရဏံပိဒုက္ခသစ္စာလို့တွေးရလားလို့မေးတာကိုစိန်တောင်းရမတွေးမိရင်ဒါပြမေ့တာပေါ့မိသွားရင်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယမောင်စိန်တောင်းတာဆိုင်တယ်ကြံတဲ့ပုဂ္ဂိုလ်နဲ့ဘယ်သူမှမဆိုင်ဘူးမောင်စိန်တောင်းချစ်မြတ်လို့တဲ့မာကြီးနဲ့လည်းမဆိုင်ဘူးသားရီသမီးတွေနဲ့လည်းမဆိုင်ဘူးအမောင်သာဆိုင်တယ်ဆိုတော့ငရေကကျွန်တော်ရည်ငတ်ပါတယ်ဆိုတော့တခါတဲ့
တာကြီးဘူးတွေလောင်းတာပဲဝါစရာပါရဲ့လားကြီးဘူးတွေလောင်းတော့ဝါစရာပါရဲ့လားအမလီခြေတော့လည်းစိုးနေရလက်တွေလည်းစိုးနေရဗိုက်လည်းစိုးနေရငါးချက်ကိုရိုက်တော့တာငါးချက်ကိုရိုက်တော့တာအဲ့ဒီကနေပြီးတော့ရေတော့ချင်တယ်ဆိုလို့ဟုတ်လားကြီးဘူးတွေလောင်းချရတော့ပါဇက်ကနေတွားကနေထွက်သွားတာဘယ်ဝါစရာပါမလဲပူပူလောင်လောင်နဲ့ပဲဟောမပြဘူးလားနောက်ဆုံးကြတော့ကိုင်းအမောင်းသားဆိုင်နဲ့အမောင်းပြအမောင်းသားဆိုင်နဲ့ဆိုတော့ငရဲသားတွေကဘာမှမပြောနဲ့လက်ပံပင်တခါတည်း18လက်မှလောက်ဒါအသွားတွေအောက်လှည့်နေတာအတင်းတက်ခိုင်းတာပဲပခုံးကြီးဘယ်ကြီးနဲ့သူကြီးရဲ့တန်ရင်နဲ့တက်ရရှာဒါဘုရားကိုယ်တော်မြတ်ကြီးကိုယ်တော်နဲ့ဟောတာနော်မယုံမရှိနဲ့အတင်းအောက်ကနေလှမ်းတဲ့ထုပါဆိုအတင်းတက်သွားအပေါ်လည်းရောက်တော့အတင်းပြန်ဆင်းခိုင်းတာပဲအဲ့ဒီကြတော့အသွားအပေါ်ပြန်လှည့်ပြန်ကံကံမသိမချင်းခံရမှာနော်ဒါတခြားလားမေးပြစ်လားသစ္စာရှိနေတာနဲ့သစ္စာမသိတယ်မေးပြစ်ခမရတို့ခန္ဓာကိုယ်တွေကဟောကတော့အိတ်တာပေါ်လဲဘာသစ္စာတော့ချင်းချင်းမုန်းချင်းပေါ်ကတော့သန္တာပေါ်ဝိတ္တပေါ်သံခိတ္တိနာပိစုပါဏနက္ခဏာပိဒုက္ခသစ္စာပါလို့ဆိုတာဒုက္ခသစ္စာပြတာဒုက္ခသစ္စာမသိဘူးဆိုတော့မေ့ပြစ်ဆိုတော့အမောင်းသားဆိုင်နေဆိုတော့အမလီကိုယ်တော့ပြဒီကနေပြီးတော့အမတန်ကျယ်ဝန်းတဲ့ခါရဲမီးဟုတောက်တဲ့ခါရဲယူဇနာအကျယ်ဝန်းကြီးရှိတဲ့တဲ့ပြစ်ချတော့အရှိဘောက်ကပွင့်နေလို့အရှိပြေးပြန်တော့ရောက်ခံနေကြအရှိဘောက်ကပိတ်ပြန်ဒီပြန်လဲပြီးတော့အနောက်ဘောက်ကလွတ်တဲ့တွင်ပြီးပြေးမယ်လို့လို့တော့ရောက်တဲ့ပြန်တဲ့ပိတ်တာပဲသိပါလားဆိုတော့မီးလောင်ရင်ကံကဆက်ပြီးတယ်လက်ပြန်လက်အစားထိုးတာပဲခေါင်းပြရင်ကာမအစိမ့်နေရောအရှင်ခံရတာနော်သိပြီးကမှငကြောလို့အကြောခံရင်ဘာကိစ္စရှိလေကိုယ်စိန်တော့ခံရပါလားမခံရင်မမိတ်နဲ့မမိတ်နဲ့မိရင်ဒီနေရာရောက်မှာအားလုံးရောက်မှာနော်ဟောတဲ့ဘုန်းကြီးလည်းမိရောက်မှာပဲရှုံးမနေနဲ့တရားကတရားတိုင်းစီမှမှာတရားဘုရုရဲ့လူငဲ့တာမဟုတ်ဘူးဥဒေဝဒကြည့်ကြည့်ပါလားအရှင်လတ်လတ်မြေမျိုးရတာဘုရားနဲ့တွေ့ရတာနဲ့ကိုတရားနဲ့မတွေ့တော့ဘုရားတီချောင်းကြံတာကြည်စမ်းလောကီစံအပင်ကြီးရတယ်အဇာတသွားဆုံးမှာတော့မွေရီလည်းပင်ပတ်ပြီးတငယ်အောင်ဖန်ဆင်းပြီးသွားတာစီယုံကြီးဆင်းလိုက်တာတကူပြစီယုံလိုက်တာတခါတည်းဒေဝရတပည့်ဖြစ်သွားတာနောက်ဆုံးမင်းလည်းဖေးသားငါလည်းဖရာသားမယ်ဆိုတဲ့အဲ့ဒီကလောကီစံမရတာဘုရားသိစိတ်တယ်လို့နောက်ဆုံးမှားလို့ဝန်ခံမယ်လို့လာတော့ငါဘုရားဖူးခွင့်မရှိပါဘူးဇီရဝကြီးနဲ့ကြောင်းနဲ့လည်းရောက်ရောတခါတည်းကတ်နဲ့ထမ်းလာတာကန်နဲ့ဆင်းပြီးရေချိုးမယ်လို့လို့တော့မြေကြီးလည်းရောက်ပါရောခါတန်းဟက်တာပဲခုအထိဒီဝရမြေမျိုးတဲ့နေရာလေးဝိုင်းတူကြဇီရဝကြောင်းထဲမှာရှိတယ်အဲ့ဒီတည်းဘယ်သူမှမဆင်းရဘူးခုတည်းဒီဝိုင်းတာတယ်ဒီဝရမြေမျိုးတဲ့နေရာနိုင်ဘုရားနဲ့တော့မတွေ့ဘူးလားလောကီစံဘိညာဉ်နဲ့တော့မတွေ့ဘူးလားဒါပေမဲ့မဲခင်တရားနဲ့တွေ့ရလားမဲခင်တရားနဲ့မတွေ့ရင်ခင်ဗျားတို့ကြောက်စရာကောင်းတယ်နော်ဗျာမရာပြီးသိမှာလူသိသိသိလို့သူကတိတယောက်မရောက်ဘူးကွာအကုန်ပေသွားတယ်ဆိုတာဒီမဲခင်ကိတ္တိမတရားမတွေ့လို့ဗောဗျာခုခင်ဗျားတို့အိဒါလာလည်းမရှိချေချင်းမုံချင်းလာလည်းမရှိစဉ်းစားလိသန္တာလာလည်းမရှိဝိတ္တကလာလည်းမရှိဘယ်တည်းမှယူအောင်မသိဘူးတော့ရရချီဖို့ရဘယ်သူကတတ်စင်တိုက်ရိုက်ကောင်းတယ်ဆိုတာအဲ့ဒီနောက်လိုက်နေတာပဲပုဂ္ဂိုလ်နောက်လိုက်နေတော့လိုက်လီလွဲလီလိုက်လီလွဲလီကြာတော့တခါတည်းကိုလူကုန်ငွေပန်းဖြစ်တော့တာစဉ်းစားကြည့်ခင်ဗျားတော့ရွှေတုံဘုရားတက်ပြီးတော့ကြီးညိုတာနဲ့ဂျိုးတိုင်းပူဇော်တာနဲ့ဗရင်ကများတို့တခါတက်သွားတယ်ဩဘုရားရဲ့တတ်တော်မူတော်တွေတို့မဲခင်လမ်းပေါ်ပြသွားတယ်ကိုတော်ကြီးဆိုပြီးတော့ဓာတ်တော်မူတော်တွေကိုကြီးညိုမလားအောင်ပြီလေအင်္ဂါနံရာဟုနံပစ်လိုက်တဲ့ရေဖြန်းနဲ့ပြီးတော့ကြတော့အဲ့ဒီရေပစ်တဲ့လူကတောင်းပေးလိုက်တဲ့စုဟိုမှာနှစ်ယောက်ကသားကကျုံလေးထိုင်ပြီးပေးတဲ့စုတိုင်ပြေးပါစီအသေးစုပေးနေတာပေးတဲ့စုတိုင်ပြေးပါကဲ
အဲ့ဒါဟိုဥစိန်ချီလည်းပါပါတယ်လေးကျွန်းစီမီဇီတော်ကြီးပေါ်မှာနောက်ချဲရီဖွင့်မဲ့နောက်တနေ့ပေါ့လေမဖွင့်ခင်တနေ့ဆိုလာပြီဂျိုတိုင်းဒီပူဇော်လိုက်တာတခါတည်းဟိုတချို့စနေနန်းဆိုရင်စလုံးတောင်ပြောက်နေရာဟုနန်းလည်းပြောက်နေအဲ့ဒါဒကမာကြီးတယောက်ကသူကလေတဲနဲ့စနေနန်းဘုရားလိုက်ရှာတာမတွေ့ဘူးဒါလည်းကိုယ်ကလည်းဇင်းညံချောင်းနေတော့တော်ကြတော့မနေနိုင်ဘူးအရှင်ဘုရားစနေနန်းဘုရားဘယ်နာမတော်ဟိုလေးကျွန်းစီပြီးစီတော်ကြီးရတာအလဲကောင်းပါနော်ဘုရားကိုတော်မြတ်ကြီးစနေနန်းရှာတော့ဒကာကြီးအဲ့ဒီဥစ္စာဘယ်ဘိဒကထင်များပါတော့ဂျိုးပြင်းနံပြီလေစဉ်းစားဒိဋ္ဌိပဲဘယ်လောက်ဟောပြုတ်နေလဲဆိုတော့အဲဒီတော့ဒကမကြီးစာမဖတ်တာဘူးလားမဖတ်တာဘူးရတယ်မမလူမသိဘူးဒီပြတော့မှတရုတ်လူသိတာတဲ့ဟမ်ဒါပြီးဟောတာစနေနာမဲလို့ထိုးပြလိုက်တယ်သူဗမာစာမဖတ်တာဘူးဆိုတော့နီးရပြလိုက်တယ်သူသက်သာပါစီတော့သူပိုးစိုးသွားတဲ့နေရာသူကတော့စနေနာဟိုမှာဆိုင်းဘုတ်ကကြာတဲ့ပရိနာသူတို့စနေနာမဲဒီကဘယ်လောက်ထိသူများပါးစပ်လမ်းဆုံးပြီးဝါခွန်းဖြစ်ရတယ်ဆိုတာတွေ့ကြည့်စဉ်းစားဥပဘုရားကိုယ်တော်မြတ်ကြီးဉာဏ်တော်ပူဇော်ရင်ကုသိုလ်ရအောင်ပါမို့ဒီဂျိုးပြင်းနှံပြင်းဘာရခင်ဗျားတို့ဒိဋ္ဌိပိုးပြင်းထန်တာပေါ့ဒိဋ္ဌိပါဒံပေါ့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကာမဘဝပြည့်စရာရိုးရိုးမလုံနဲ့ဒိဋ္ဌိနဲ့သွားတဲ့ဥစ္စာကိုရှင်းရလားဒါဖြင့်ဒီအရှင်ဘုရားရှင်းလို့လင်းပါပြီဒီဝိတက်ကလည်းဘာကြောင့်လာတော့ဆိုတော့ဟောပပိစကြောင့်လာတာဟိပပိစဆိုတာတန်တရားချဲ့တဲ့တရားပေါ့ဗျာတဏမာနဒိဋ္ဌိဟောပပိစတရားကြောင့်လာတာကွာကဲဒီတဏမာနဒိဋ္ဌိပပိစတရားကြောင့်ဟောဘာလာတော့ဝိတေမမိနဲ့ခင်ဗျားတို့ရှေ့တက်မဲ့ကြနောက်ပြန်ဆုံးကြဝိတက်ကဘာကြောင့်လာသန္တာကဘာကြောင့်ဖြစ်ချက်ချင်းမိုးညဘာကြောင့်ဖြစ်အိဒမစ္စရိယကြောင့်ယောဂများအသက်တူယန္တိမန္တိအန္တရတိဘေးတွေမကြုံရဘူးလားဟေးပပိစဆိုတဲ့တဏမာနဒိဋ္ဌိတဏမာနဒိဋ္ဌိကတခြားလားသမုဒယသစ္စာလားဟာသမုဒယသစ္စာမပယ်ဘဲနဲ့တော့ဘယ်ဒုက္ခသိမ့်ပါလဲယန္တိမန္တိအန္တရတိဘေးတွေသိမ့်ပါမလားကဲဒီတော့အရှင်ဘုရားရှင်းလို့လင်းပါပြီဆိုတော့ဝိဇိကိစ္စသိမသိပုဂ္ဂိုလ်ပြောက်ပြီးဓမ္မဘောညာရောက်တော့သက်္ကာဒိဋ္ဌိပြုတ်မပြုတ်ကဲဒီတဏမာနဒိဋ္ဌိဖြစ်ပြရှုနိုင်ရင်သူဝင်တဲ့မဲ့ခင်၅ပါးကိမ့်မကိမ့်ဒီမှာသောတာပန်မတည်သေးဘူးဒိဋ္ဌိဝိဇိကိစ္စကတော့အသိနဲ့လည်းပြုတ်ပြီးအပွားနဲ့လည်းပြုတ်ပြီးအဲ့ဒီပပိစတရားဘယ်ကလာလဲဝေဒနာကလာတယ်ဟိဒီမှာဝေဒနာခင်ဗျားတို့သာနာမှာဝေဒနာပဲချင်းကင်းတယ်ဒုက္ခဝေဒနာလည်းမရှိဘူးလားဒုက္ခဝေဒနာရောဥပေက္ခဝေဒနာရောမြင်ကမတ္တကြားကမတ္တနာကမတ္တစားကမတ္တဥပေက္ခကာယကိုယ်အကြည့်ပေါ်မှာဒုက္ခဒုက္ခဝင်တဲ့ကြတော့သောမနတာဒေါမနတာဥပေက္ခဝေဒနာတိုက်ဆိုင်တယ်လို့မပေါ်ဘူးလားပေါ်လားကဲဝေဒနာဖြစ်ဖြစ်မရှုရင်ပပိစလာမယ်ဝေဒနာကဒုက္ခဝေဒနာဖြစ်ကောင်းတာလည်းရှိတယ်မဖြစ်ကောင်းတာလည်းရှိတယ်ဒုက္ခဝေဒနာလည်းဖြစ်ကောင်းတာလည်းရှိတယ်မဖြစ်ကောင်းတာလည်းရှိတယ်ဥပေက္ခဝေဒနာလည်းဖြစ်ကောင်းတာလည်းရှိတယ်မဖြစ်ကောင်းတာလည်းရှိတယ်ဒုက္ခဝေဒနာဖြစ်ကောင်းတယ်ဆိုတာခင်ဗျားတို့ဖြစ်ပြမဲ့ကြိုက်နေတဲ့အခါဝင်းမြောက်တဲ့စိတ်ကလေးမပေါ်ဘူးလားဟာဒီနေ့တရားရှုရတာလေကောင်းလိုက်တာမပြောစမ်းနဲ့ဖြစ်ပြနဲ့မဲ့နေကြီးတယ်ကိလေသာကြားဖို့မကုန်ဘူးဒါကြောင့်ဝင်းမြောက်ရတယ်ဆိုတော့ဖြစ်ကောင်းတယ်ဟိုသမင်းတွေပြောတဲ့ပြက်လုံးရေလုံးတွေကဖြစ်ကောင်းရလားဖြစ်ကောင်းမဖြစ်ကောင်းဒေါသအကုန်လုံးမဖြစ်ကောင်းဘူးလို့ခင်ဗျားတို့ထင်တာဒီခုဆတ်ဆက်ကတောက်ကြတော့ဖြစ်ကောင်းတဲ့ဒုက္ခဒေါမနတာဝေဒနာမဖြစ်ကောင်းတဲ့ဒေါမနတာဝေဒနာတယောက်တည်းရံညှို့ဖွဲ့တဲ့ဒေါမနတာဝေဒနာတော့ဘယ်ကောင်းမလဲဒါတော့ပရိစ္ဆေသမုပ္ပါဆက်တာကိုဂိုင်းမဟာသီဝကြီးဆိုတာကိုတော်ကြီးဟာသူ့တပည့်တွေကယဟန္တာဖြစ်ကုန်တပည့်တွေကဒုစရာကြီးဗာများဖြစ်တုံးကြည့်တော့ပုထုဇဉ်တက်တက်ပဲရှိသေးဒီတော့သတိပေးခြင်းလို့ကပု္ပ္ပာလာမေး
ဘယ်ချိန်မှအားတဲ့ချိန်မရှိကုရိယာဆင်းတဲ့ချိန်လဲအားချိန်ကြီးဆွမ်းကံသွားမဲ့ချိန်လဲမေးမဲ့လူကရှိဆွမ်းကံပြန်လာလဲမေးမဲ့ပုဂ္ဂိုလ်ကလည်းအဲ့တော့တပည့်ကဒါဖြင့်အရှင်ဘုရားသေချိန်မှရှိရလားသတိပေးတာတပည့်ကပြန်ပြီးတော့သေချိန်မှရှိရလားဆိုတော့သူရှိတယ်ဟိုကကောင်းရင်ပြန်သွားတာဟာငါတက်သတိပေးတာပါလားဒီကြတော့ဟိုငါတပည့်တွေတော့ဒီလိုအားထုတ်လို့ရတာငါသွားအားထုတ်လိုက်ရင်ဘာကြာမလဲဆိုအဖိတ်နေသွားရင်လက်ကြော်တဲ့နေဝါပြန်ပြီးတော့ရဟန္တာဖြစ်နေဝါကတ်မယ်တပည့်ဖြစ်ပေါ်ဆရာကလွယ်လွယ်ဖြစ်ရမယ်ဆိုပြီးတော့မသွားဘူးလားလက်ကြော်တဲ့နေကြဘာမှမဖြစ်တော့တော်တဲ့ဝါကတ်နောက်သတင်းကြော်လာပြီးနေကြရင်ပဝရဏပွဲကြရဟန္တာဖြစ်နေဝင်မယ်အဲ့ဒီလိုနဲ့နှစ်ပေါင်းကို30ကြာဒီတော့မရတော့ဘူးဆိုပြီးတော့ငူတာဗျာရဟန်းကြီးငိုးကုန်ငိုတော့တာငိုတော့အနားမှာနေတဲ့ဟိုပြည့်ပြည့်စောင်းနဲ့နတ်သမီးကလည်းငိုတာဘူးနှစ်ယောက်ပြိုင်ငိုနေတော့ဘယ်သိမသိဘူးလမ်းနဲ့ကိုတော့ရဟန်းကြီးကအငိုတိတ်သွားတော့ဟဲ့ဒီနာတက္ကမဘာဖြစ်လို့ငိုနေတာနိဗ္ဗာန်ရမလားလို့ငိုနေတာဗျာရှက်သွားတယ်ကိုလိုကြီးဒီကြတော့ငါလွဲလိုက်တာလွန်းလို့ပါလားဆိုပြီးအဲ့ဒီကြတော့မှပြန်ပြီးအိန္ဒြေညီပြီးညှိအားထုတ်လိုက်တော့ဉာဏ်နာဖြစ်သွားပါတယ်ဒါဒီခါတည်းကြတော့ခင်ဗျားတို့ရှုတယ်ဒါဒီ15မိနစ်လောက်ဆိုဖြစ်ပြမြင်ခုဘယ်နဲ့ကြောင့်မမြင်ပါလိမ့်မယ်ဒေါသဖြစ်လာအဲ့ဒီဒေါသဖြစ်ပြရှုဒါဖြစ်ကောင်းပါလေတဲ့မဖြစ်ကောင်းဘူးလို့မယူနဲ့ဥပိ္ပခာလည်းဖြစ်ကောင်းတာလည်းရှိတယ်မဖြစ်ကောင်းတာလည်းရှိတယ်ဟိုသားရိသမီးတွေကြတော့ခင်ဗျားတို့ဥပိ္ပခာလက်ကလေးနဲ့ခိုင်တစ်ဖက်ကနေမပေးဘူးလားအဲ့ဒါမျိုးကမဖြစ်ကောင်းဘူးခါရဝိပဿနာဉာဏ်တန်းတည်းရှုနိုင်ရင်ဝိပဿနုပက္ခဉာဏ်ဒုက္ခသဘောလည်းမဟုတ်ဘူးဒုက္ခသဘောလည်းမဟုတ်ဘူးဥပိ္ပခသဘောလည်းမဟုတ်ဖြစ်တန်းတည်းရှုနိုင်ရင်ဒါမဖြစ်ကောင်းဘူးလားဖြစ်ကောင်းသလားသုံးမျိုးရှိတယ်နော်ဒုက္ခကလည်းဖြစ်ကောင်းတာလည်းရှိတယ်မဖြစ်ကောင်းတာလည်းရှိတယ်ဒုက္ခကလည်းဖြစ်ကောင်းတာလည်းရှိတယ်မဖြစ်ကောင်းတာလည်းရှိတယ်ဥပိ္ပခကလည်းဖြစ်ကောင်းတာလည်းရှိတယ်မဖြစ်ကောင်းတာလည်းရှိတယ်အဲ့ဒီမှာဝေဒနာရှုတော့တာနတ်ဉာဏ်ထက်ဆိုတော့ဗျာလူတဲ့နတ်ဉာဏ်ကထက်တယ်ဗျာလူက32ကောဌာနသွေးတွေပြည်တွေတလိပ်တွေရှိတာဟုတ်ဟရိယဘောမှာတလိပ်ချောင်းဆိုးတဲ့ကဟက်လိုက်လို့တလိပ်ထွက်လာအဲ့ဒါကဇလေသားလောက်ရှိတယ်ဆရာတော်အမိန့်ရှိတာအဲ့ဒါဖောက်ပြီးမှဖြစ်ပြမြင်ရတာနတ်ကြတော့သွေးပြည်တလိပ်ကမစုံတော့ဖြစ်ပြမြင်တယ်ဆိုမုန်းတော့တာမောင်းချုံသွားတာဒီမှာမြင်ဖို့ကိုတော်တော်ကြိုးစားရတယ်မြင်ပြန်တော့လေတော်တော်နဲ့မမုန်းနိုင်ဘူးတချို့ကလားလာဆိုတော့ကိုတော့မမုန်းဘူးဟာငါမုန်းဆိုလို့မုန်းမှာမဟုတ်ဘူးဖြစ်ပြတဲ့မဲ့နေတာအချိန်များများကြိုက်အောင်လုပ်တော်တော်ကြာမုန်းညာသူ့ဟာသူတက်လာလိမ့်မယ်အိန္ဒြေကြီးမှတက်မှာကိုအိန္ဒြေမကြီးရင်တက်ပါမလားမတက်ဘူးနော်ဒါသတိထားပါဒါဆုံးသွားတော့ဒီနေရာမှာသုတိစိတ်ကြပြီဒီနေရာမှာသောတာပန်တရားဖြစ်တယ်ဘုရားနဲ့တရားပဲသိတယ်ခိုင်းဒါဖြင့်ပြစ္ဆုတ်ပန်လဲအန္တရာယ်ကင်းတန်တရားလည်းအပေလေးပါလို့ပြီခိုင်းမဟာသောတာပန်စကားမရောက်ဘူးလားဒါဖြင့်ခမရတို့လည်းဘယ်စိတ်ပေါ်လာလားဒါဖြစ်ပြရှုပြအောင်ရှုပါဘယ်ဝိညာဉ်ပေါ်လာလားဖြစ်ပြမြောက်ဖြစ်ပြမြင်ရဲ့အမျက်ဆုံးကုသိုလ်ဖြစ်တဲ့ပြစ္ဆုတ်ပန်မှာယန္တိမန္တိအန္တရာယ်တွေကာကွယ်ပြီးတော့မပေးဘူးလားခိုင်းတန်တရားလည်းအပေလေးပါလို့အောင်သူကဆောင်ရွက်ပေးနိုင်တဲ့စွမ်းရည်တတ်ရှိမရှိဒါဖြင့်ကျုပ်တို့ဗုဒ္ဓဘာသာရဲ့အရေးကြီးဆုံးအားကိုးရမှာမဲ့ပဲကျန်တာတွေခင်ဗျားတို့သွားအားမကိုးနဲ့အားကိုးလေလွဲလေပဲဒီဖြစ်ပြမြင်နဲ့မဲ့ညာကိုသာအားကိုးရင်ဖြစ်ပြမုန်းတဲ့ညာလာမှာပဲမုန်းတဲ့ညာလာဆုံးတဲ့ညာနဲ့ခင်ဗျားတို့နိဗ္ဗာန်နဲ့တွေ့လိုက်ရင်ဒီနေရာမှာဧကံသောတာပန်တည်နိုင်တယ်လို့ဆုံးဖြတ်ပါအရိယာမမစိတ်သေးပဲနဲ့မစိတ်တာဘယ်လိုပြရလဲဘုဂုတ်ဆရာတော်ဘုရားကြီးကပြသွားတယ်မစိတ်ဘူးဆိုတာဒါ30နဲ့ကို3နဲ့ထဲတာရှိသေးတာပဲယာရှိသေးတာမဟုတ်ဘူးနဲ့ကိုယာပိုင်းထောင်ပိုင်းကတော့ပြောစရာမလိုဘူးဘုရားလက်ထက်ကတော့ရဟန္တာတွေကိုဖြစ်လိုက်တာနဲတော့မှမဟုတ်ပဲဟုတ်တယ်မဟုတ်လားဒီတော့အရိယာမစိတ်တဲ့အချိန်မှာအရိယာတို့ရဲ့စခန်းတက်လန်းနဲ့မဲ့အလုပ်ကြိုးစားရင်ကိုယ်တိုင်အရိယာဖြစ်နိုင်တယ်လို့ဆုံးဖြတ်ပါရှင်းရလားရှင်းလဲရှင်းပြီနိုင်လဲစီပြီတော့ကြအောင်လို့